မေတ္တေတုဟိစေအနုကမ္ပမနောအဘေတိအထံပฏิပတ္ထစိတ်တောအာတနောတံထဝေပယံပက္ခမနောဧကောစရေခက္ကဝိတနာကပ္ပောတာရောနှလုံးပျော်ပြောင်းဩသူတော်ကောင်းပေါင်းတို့တုဟေစေစိတ်နှလုံးအလွန်နုညံ့ကြကုန်သောမိတ်တေမိတ်ကောင်းဆွေကောင်းတို့ကိုအနုကမ္ပမနောအစဉ်သနာဆုံးရှောင်းမိခဲ့တဲ့အတွက်ကြောင့်အာတနောအထမိမိဤသမထကမ္မထဝိပဿနာကမ္မထကျင့်ကြံကြိုးကိုအားထုတ်ခြင်းကြောင့်ရရှိအပ်သောအကျိုးတရားတို့ကိုအပိတိဆုံးယုတ်စေခဲ့၏အာတနောမိမိဤတန်ထဝေချစ်ကျွမ်းဝင်ခြင်းကြောင့်ဖြစ်ပေါ်လာသောဣဒံပယံဤကဲ့သို့သောဘေးဒုက္ခမျိုးကိုအခမနောရှုငယ်သည်ဖြစ်၍တံဝေကညာဏရရှိအပ်သောဘဝခန္ဓာကိုယ်၌ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းဟုဆိုအပ်သောတံဝေကညာကိုဥပတိတဝါဖြစ်စေ၍နိဗ္ဗာန်ညာဏရရှိအပ်သောဘဝခန္ဓာကိုယ်၌ညီငွယ်ခြင်းဟုဆိုအပ်သောနိဗ္ဗာန်ဉာဏ်ကိုဥပါတိတဝါဖြစ်စေ၍ခဏတင်္ဂနိကလူစုလူဝေဟုဆိုအပ်သောခိုင်အပေါင်းအသင်းအဖော်တို့ကိုဝိနောတိတဝါခွာရှောင်ကြကုန်လျက်ကိလေသာသင်္ကနိကကိလေသာအပေါင်းအဖော်တို့ကိုပဇဟိတဝါပေစွန့်နိုင်ကြကုန်၍ဧကကောဝါဖေတုမတုဘလုမခောအဖော်မတွေ့တကိုယ်ရတလည်းရဲ့ခေကဝိတနာကပောပင်တိခံကအနိတံတိကြိုင်ဥကောင်းကျိုးတစ်ချောင်းနဲ့တူစွာစရေစရေယထကောင်းစွာမသွေကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်းသာရဝနှလုံးပြောပြောင်းဥသူတော်ကောင်းပေါင်းတို့တုဟေစေစိတ်နှလုံးအလွန်နုညံ့ကြကုန်သောမေတ္တေမိတ်ကောင်းဆွေကောင်းတို့ကိုပฏิပတ္တစိတ်တော်တဏှာဖြင့်ရစ်ပတ်နှောင်ဖွဲ့မိခဲ့တဲ့အတွက်ကြောင့်အာတနောအထမိမိ၏သမထကမ္မထဝိပဿနာကမ္မထကျင့်ကြံကြိုးကိုအားထုတ်ခြင်းကြောင့်ရရှိအပ်သောအကျိုးတရားတို့ကိုအပိတိဆုံးယုတ်စေခဲ့၏အာတနောမိမိဤတန်ထဝေချစ်ကျွမ်းဝင်ခြင်းကြောင့်ဖြစ်ပေါ်လာသောဣဒံပယံဤကဲ့သို့သောဘေးဒုက္ခမျိုးကိုသက္ခမနောရှုငယ်သည်ဖြစ်၍တဝေကညာဏရ
ရှိအပ်သောဘဝခန္ဓာကိုယ်၌ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းဟုဆိုအပ်သောတံဝေကဉာဏ်ကိုဥပ္ပါဒိတဝါဖြစ်စေ၍နိဗ္ဗာန်ဉာဏ်ရရှိအပ်သောဘဝခန္ဓာကိုယ်၌မြည်ငွယ်ခြင်းဟုဆိုအပ်သောနိဗ္ဗာန်ဉာဏ်ကိုဥပ္ပါဒိတဝါဖြစ်စေ၍ခဏတံဂဏိကလူစုလူဝေဟုဆိုအပ်သောခိုင်အပေါင်းအသင်းအဖို့တို့ကိုဝိနောတိတဝါဖွာရှောင်ကြကုန်လည်းကိလေသာတံဂဏိကကိလေသာအပေါင်းအဖို့တို့ကိုပဇဟိတဝါပေစွန့်နိုင်ကြကုန်၍ဧကကောဝါဖေတုမတုဘလုမခောအဖောမတွဲတကူရတလည်းခေဂဝိတနာကဘောပင်တိခံကအနိတံတိကြံဤဥကောင်းကျိုးတစ်ချောင်းနဲ့တူစွာစရေစရေယထကောင်းစွာမသွေကျင့်သုံးတော်မူနိုင်ကြပါစေကုန်တည်း